ဒီညရှောင်းရီနဲ့ချိန်လာတာငါပုံစံကတော်တော်လေးမိုက်နေတာပဲရှင်ရောက်ပြီလားကျမစောင့်နေတာကြာပြီရှောင်းရီဒီညမင်းကနဲ့သမီးလေးအတိုင်းပဲခဏလေးနော်စောစောကစားလိုက်တဲ့မုံဟင်းကအစွန်းပြနေပြီတန်းနိုင်ရှင်အဆင်ပြေရဲ့လားဒီမကောင်းဘူးလားမရတော့ဘူးရှောင်းရီရေခဏလေးအောင်ထားအောင်ရှင်ပုံစံကကြည့်တော့တာစမတ်ကြတာလှုပ်လိုက်ရင်အလွဲတွေကြီးပဲကိုမထားခဲ့ပါနဲ့နော်9 မိနစ်ပဲရှင်ကတော့လုံးဝအလွဲသမားပဲဒီပုံကတော့မှတ်တမ်းတင်ထားရမယ်ရှောင်းရီယာကင်မရာမလိုပါဘူးကိုကမင်းအတွက်ပဲလှကျင်တာပါအဲ့ဒါကြီးကဘယ်လိုလုပ်ကပ်ပါလာတာလဲတကယ်ရေရက်ခအောင်လုပ်တတ်တယ်နော်ကဲအခုတော့စားဖို့သွားကြစို့ဒီတစ်ခါတော့မုံဟင်းကားမစားတော့ဘူးတခါတော့ကငါလေအဲ့လိုအလွဲတွေကြီးပဲလုပ်တတ်တာရှင်ရဲ့အလွဲတွေကပဲကျမကိုပျော်ရွှင်စေတာပဲတန်းနိုင်ရဲ့ကဲနောက်ဆိုအလွဲတွေဘလောက်ပဲဖြစ်ဖြစ်ဒီလိုပဲပျော်ရွှင်နေရမှာပေါ့အဲ့ရတဲ့ကထားနေတိုင်းကရောက်နေကြဆိုင်တဲ့တွေ့နေရတဲ့ညနာများအလုခပြုံးကြပြီးစိတ်ကမိုးနဲ့မြကြီးဒီဘက်ကိုကြွားမှမိတ်ဆွေကောင်းကြီးရဲ့အာနာမီရောလိုက်ရောခုန်တေးကိုစိတ်တော့သူ့ကြွားလုံးနဲ့ငါမျောပြီးပေါ်အကောင်းမြင်ရင်တိတ်အောင်ကြလာရင်မျက်လုံးပြင်းနိုင်ဖို့သာကြိုးစားတော့နည်းနည်းလေးလွယ်နေမင်းလဲလဲလေးကောင်းပါလေစိတ်ကျင်နေရင်ပြီးတာပဲနေတိုင်းအေးစလေးနည်းနည်းလေးလွယ်နေမင်းလဲလဲလေးကောင်းပါလေစိတ်ကျင်နေရင်ပြီးကောင်းတာပဲလိုအပ်ရင်ယူလိုက်oh